အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ Football Channel ကနေပြီးအားလုံးပြန်လည်ကြိုဆိုပါရခင်ဗျာမင်္ဂလာပါညီလေးဟုတ်မင်္ဂလာပါကောအကိုတို့ဒီဘက် Premier League ပွဲစဉ်17မှာဆိုရင်ဟုတ်ကမ္ဘာပေါ်မှာရှိတဲ့ဘောလုံးစိတ်ဝင်စားတဲ့လူတိုင်းကြီးမဲ့ပွဲစဉ် Manchester City နဲ့ Liverpool ရဲ့ပေးမဲ့ပွဲစဉ်တစ်ပွဲလည်းအပါဝင်ဖြစ်တယ်ပေါ့နော်ဆိုတော့ဒီပွဲစဉ်မှာဆိုရင်ဒါအကိုတို့အနေနဲ့ကမနှစ်ကရလဒ်လေးတွေကိုကျင်းချုံပြီးပြောရမယ်ဆိုရင်ဒီ Pep Guardiola အနေနဲ့ကမနှစ်ကရုံးကန်နေရတဲ့ကာလမျိုးလေးတွေရှိခဲ့တယ်သူ့အနေနဲ့ဒီ Arne Slot ကိုနှစ်ကြော့လုံးမှာ2ဂိုးမရှိဆိုတော့စိတ်တူရလတ်မြဲပဲနှစ်ကြော့လုံးမှာရှုံးနေခဲ့တယ်ပေါ့နော်ဒီရာဒီမှာဆိုရင်လည်းဒီ Pep Guardiola ရဲ့ Man City ကဆိုရင်ပြင်ဆင်ဇဲကာလာအောက်မှာပဲရှိသေးတယ်ပေါ့နော်သူရဲ့အကောင်းဆုံးပုံစံတော့မရောက်ရှိသေးဘူးဟုတ်တယ်ဒီလိုအကောင်းဆုံးပုံစံမရောက်ရှိသေးတဲ့အချိန်မှာလီဗာပူးဆိုရင်လည်းဒါမှစီးနဲ့တိတ်ပြီးတော့မကွာလောက်ဘူးလီဗာပူးဆိုရင်လူတစ်တွေအမြောက်များခေါ်ထားတယ်ခေါ်ထားပြီးတော့ပြီးခဲ့တဲ့အောက်တိုဘာလပွဲတွေမှာဆိုရင်ဒါရှေ့တန်းတွေရောကွင်းနယ်တွေရောနောက်တန်းတွေရောလူတစ်တွေတုံးပြီးတော့အတင်းရဲ့ဟန်ချက်ကတော်တော်လေးကိုမညီရဲနဲ့နေရာလွတ်တွေပေးရတယ်တွင်းကိုတွေအများကြီးခွင့်ပြုခဲ့ရတယ်ဒါလီဗာပူးလည်းဒီနောက်ဆုံးAston Villa နဲ့ Real Madrid ကိုနိုင်ခဲ့တဲ့ပွဲနှစ်ပွဲမှာဆိုရင်လူဟောင်းတွေကိုပြန်သုံးပြီးတော့သူတို့ရဲ့ဟန်ချက်ကိုပြန်လဲပြီးတော့တိဆောက်ခဲ့တယ်ပေါ့နော်။ဒါကြောင့်ဒီ Man City နဲ့ Liverpool နဲ့ပွဲစဉ်ရဆိုရင် Guardiola အနေနဲ့လည်းမနှစ်ကနှစ်ကြော့လုံးရှုံးထားခဲ့တဲ့ရှုံးရွေးကိုသူဘယ်လိုပြန်ပြီးခြေဖြတ်ပြမယ်။ Arne Slot အနေနဲ့လည်းဒါနောက်ဆုံးနှစ်ပွဲနိုင်ခဲ့တဲ့ဆိုပေမဲ့ရှေ့မှာဆိုရင်ရလဒ်တွေကမကောင်းခဲ့ဖြစ်တဲ့အတွက်ပေါ့နော်။သူ့အနေနဲ့လည်းဒီဝေဖန်တန်တွေကိုရက်အောင်လို့ဒီပွဲမှာအနိုင်ရအောင်စွမ်းဆောင်ပြီးတော့မှဒီမီဒီယာတွေရဲ့ဝေဖန်တန်တွေကိုအတန်တိတ်အောင်ဘယ်လိုလုပ်ပြမလဲဆိုတော့စောင့်ကြည့်ရမှာဖြစ်တယ်ပေါ့နော်ပထမဆုံးအချက်အနေနဲ့ဆိုရင်ဒီဒန်ရကစားသမားတွေမှာဆိုရင်မက်ဆီဒီကတယောက်ပဲရှိတယ်နော်ကိုဘာစစ်တယောက်ပဲရှိတယ်ဒါကိုလီဗာပူးမှာဆိုရင်တော့အီဆက်ကတော့ injury ကနေပြန်လာပြီးတော့နော်သူ့အနေနဲ့ဒီရာသီမှာဒီမိနစ်90အပြည့်ကြံ့ခိုင်မှုအပြည့်နဲ့ကစားတဲ့ပွဲတစ်ပွဲမှလည်းမရှိသေးဘူးရှိသေးဟုတ်ပြီးတော့ဒီလီဗာပူးကဆိုရင်တခြားသောကစားသမားတွေဖြစ်ကြတဲ့ဖရင်ပေါင်တို့ဒန်ယာရနေတယ်ပြီးတော့ဒီနောက်တန်းကစားသမားလူငယ်လေးလီယိုနီတို့လည်းဒန်ယာရနေတယ်ပြီးတော့ကျွန်တော်တို့ရဲ့ဒီအဓိကကစားသမားဘူးသမားကြီးအလီဆန်ဘတ်ကလည်းဒန်ယာရနေတယ်ပေါ့နော်လူစင်းအင်ယာရရှိမယ်ဆိုရင်တော့ဒီဒန်ယာရလူစင်းကလီဗာပူးကတော့အနေငယ်လေးတော့ပိုတော့များနေတယ်ပေါ့နော်ဒါပေမဲ့လက်ရှိဖောင်ရဆိုရင်နည်းနည်းလေးစိတ်ဝင်စားဖို့ကောင်းတာဒီပွဲမှာအာနီစလော့အနေနဲ့ကအရင်လူဟောင်းကြီးနေနဲ့ပဲတည်ပြီးတော့ပွဲထွက်လာမယ်လို့ထင်လားဒါမှမဟုတ်ရင်ဒီလူသစ်တွေနဲ့ပဲပြန်ပြီးတော့အစ်စ်ဆန်လုပ်ပြီးတော့ပွဲထွက်လာမယ်လို့ထင်လားပေါ့ညီလေးဘယ်လိုမြင်လဲပေါ့ဟုတ်ကျွန်တော်တော့လူဟောင်းတွေလည်းပြန်စောင့်မယ်ပဲထင်တာပဲဘာလို့ရှိနိုင်ငံရဲ့ပွဲဆိုလူဟောင်းတွေပဲပြန်ထည့်ရဆိုလေသူ့အနေနဲ့ဒီပွဲကိုလုံးဝအရှုံးခံမှာမဟုတ်လူဟောင်းတိုင်းပဲသူ့ရဲ့နီလန်ဟောင်းတိုင်းပဲပြန်ချမယ်ထင်တာပဲဆိုတော့လူတစ်ကိုထည့်ရင်မှရှုံးသွားကြတော့အဆင်မပြေဘူးပေါ့ဘယ်လိုပြောမလဲအရှိမလဲရှုံးခဲ့ပြီဆိုတော့ဝေဖန်မှုရပြန်ပေါ်လာမှာပဲလူဟောင်းပြန်ထည့်တဲ့ခါကျတော့အနည်းဆုံးတော့ဒီလူတစ်တွေနေတော့လည်း pressure ပို့သွားမှာပေါ့ကျွန်တော်အဲ့လိုထင်အကိုလည်းဒါညီလေးထိမြင်မြန်နဲ့တူတယ်ပေါ့နော်ဘာလို့လဲဆိုတော့အကိုတို့ဒီလူတစ်တွေကိုရှေ့တန်းမှာထည့်ရင်ထည့်ဒါမှမဟုတ်ရင်လည်းဒီရှေ့တန်းမှာအသားကျသွားပြီးမှကွင်းလယ်ကိုထည့်ရင်ထည့်ပြီးမှနောက်တန်းကိုထည့်ဖြည်းဖြည်းချင်းလေးဆွဲခေါ်ပြီးတော့တုံးတာမျိုးလေးဖြစ်စေခြင်းနဲ့အပြိုင်နဲ့လူတစ်တွေအများကြီးတုံးတဲ့အခါမှာအတင်းကတော်တော်လေးကိုဟန်ချက်ကထိမ့်မြိုင်တိမ့်မြိုင်ဖြစ်ပြီးတော့ဟိုနောက်တန်းတစ်ဖက်အတင်းကကစားသမားတွေကအလွတ်ကြီးပွင့်ထွက်လာတာမျိုးတွေရှိရပေါ့နော်အဲကြောင့်ဒီပွဲစဉ်မှာဆိုရင်လည်းဒါရှေ့မှာ Real Madrid တို့ Aston Villa တို့အနိုင်ရခဲ့တဲ့အတိုင်းပဲနောက်တန်း4ယောက်နဲ့ကွင်းလယ်3ယောက်ကိုဒီအမာကန်လူဟောင်းနေနဲ့ပဲတဲပြီးတော့ဒီတိုက်စစ်ပုံမှာဒီကတော့ဒါလူတဲ့ပြင်လူဟောင်းနဲ့ထဲ့တယ်လူကလည်းမရှိတော့ဘူးပေါ့နော်နုံးငန်လည်းမရှိတော့ဘူးဒီရက်လည်းမရှိဘူးပြီးရင်ဒါဒီကိုဂျိုတာကလည်းသုံးမသွားခဲ့တယ်ပေါ့နော်ဒါကြောင့်ဒီကတော့မဖြစ်မနေထဲ့ရမှာဖြစ်တယ်left wing မှာဆိုရင်တော့Arne Slot အနေနဲ့ Real Madrid နဲ့ပွဲမှာတော့ Florian Wirtz ကိုတုံးခဲ့တယ်ပေါ့နော်ဒါပေမဲ့ Flo အနေနဲ့လည်းအဲဒီ Real နဲ့ပွဲမှာသူ့အနေနဲ့ကောင်းမွန်တဲ့ performance ပြခဲ့တယ်ဆိုပေမဲ့ဒီ Man City နဲ့ပွဲမှာတော့ကပူလောက်ပဲသူတုံးအောင်မထင်တယ်ပေါ့နော်ဆိုတော့ဒီနီးပြနှစ်ဦးရဲ့နီးစနစ်ပိုင်းကိုပြောကြည့်ရမယ်ဆိုရင်Arne Slot အနေနဲ့ကဒါသူ့အနေနဲ့ရှေ့ကပွဲစဉ်တွေမှာဆိုရင်ကစားကွက်တော်တော်များများလေးကိုစမ်းခဲ့တယ်ဒီလူတစ်တွေနဲ့သူပဲကစားကွက် system အလုပ်ဖြစ်မလဲပေါ့သူ့အနေနဲ့4-2-3-1နောက်4-3-3နောက်4-4-2စသဖြင့်လူ
ဘယ်ကစားကွက်နဲ့အံဝင်မလဲဆိုတော့သူစမ်းသပ်ခဲ့တယ်ပေါ့နော်ဒါပေမဲ့ဒီနောက်ဆုံးပွဲနှစ်ပွဲမှာသူ့အနေနဲ့အားအကောင်းဆုံးကဘာလဲဆိုတော့ပြန်လည်ပြီးတော့ ပြန်သိရွာဟုတ် ပြန်ပြီးတော့သူပြန်ပြီးတော့ပုံဖော်ခဲ့တယ်ပေါ့မနှစ်ကအားကောင်းနေတဲ့အရာကိုသူ့အနေနဲ့လိုက်ပြီးတော့စမ်းသပ်ပြီးတော့အားနဲ့သွားမယ်စားအဲ့ဒီအားကောင်းနေတဲ့အရာကိုပဲပြန်လည်ပြီးတော့မုန်းမှန်တာမျိုးတွေဖြစ်တင်နေဆိုတော့လည်းသူအနေနဲ့ကဒါတက်ခံသွားတဲ့သဘောပေါ့နော်တခါကျရင်လည်းဒီကိုဖြစ်ချင်တာကြီးကိုအရင်ရှေ့တန်းတင်ပြီးဦးစားမပေးဘဲနဲ့အလုပ်ဖြစ်နေတဲ့အရာလေးကိုပဲပို့ပြီးတော့ဦးစားပေးလုပ်တင်တယ်လို့လည်းအကိုမြင်တယ်ပေါ့နော် ဟုတ်ကဲ့ တစ်ဖက်ကဂွာဒီယိုလာအနေနဲ့ကျတော့နီးစနစ်ပိုင်းအပြောင်းလဲတွေသူလည်းလောက်လာတယ်ပေါ့နော်သူ့အနေနဲ့ကဒီနောက်ပိုင်းပွဲစဉ်တွေမှာဆိုရင်ဒီ4141ဆိုတဲ့ကစားဘက်ကိုပဲတဲ့ပြီးတော့ဆော့လာများတယ်ပေါ့နော်ဒီ4141ဆိုရင်ဒါအကိုတို့အမြင်ကသုံးသပ်မယ်ဆိုရင်ဒီနောက်တန်းနဲ့ကွေးလင်လိုင်းရဲ့ဂျားက speed ကနည်းနည်းလေးကြီးတယ်ပေါ့နော်နည်းနည်းလေးများတယ်နည်းနည်းလေးများတာဖြစ်တဲ့အတွက်ဒီနောက်တန်းကစားသမားတွေအနေနဲ့ဟိုဖူးဘက်ကစားသမားတွေကလုံးဝနေရာယူမှုမှန်ကန်နေမှသာလျှင်ပြိုင်ဘက်ရဲ့ချင်းချောင်းမှုတွေကိုကာကွယ်နိုင်မယ်လို့မြင်တယ်ပေါ့နော်ဆိုတော့ဒီညီလေးအနေနဲ့အာနီစလောရဲ့နီးစနစ်နဲ့ဂွာယူလာရဲ့နီးစနစ်ဒီပွဲမှာဘယ်နီးစနစ်ကအလုပ်ဖြစ်ပြီးတော့အသာရမယ်လို့ထင်လဲပေါ့ ကျွန်တော်မနိုင်ဝခံရတော့အာနီစလော့ကိုနဲ့တဘောကြထက်ပါတယ်ခုနကကိုပြောတော့သူ့ရဲ့ကစားကွက်ပြောင်းလဲတယ်လူစင်းပြောင်းလဲတွေခြားတာမှာဘယ်လိုပြောရမလဲကျွန်တော်ဂွာဒီယိုလာထက်ပုံမှန်တိုင်းပြောတော့အာနီစလော့ကိုတဘောကြဆိုတော့သူ့ကိုပဲပုံမှန်အနိုင်စေချင်တယ်ပေါ့ပြီးသူ့ရဲ့ကစားကွက်ကလည်းခုနကကိုပြောဆိုလူဟောင်းတွေပြန်ထည့်အရှိအနိုင်ခဲ့တဲ့ပုံစံတိုင်းပဲပြင်မှစုစည်းပြန်လှုပ်ပြီးမှပြန်ကစားမဲ့ခါကျတော့အာနီစလော့ဘက်ကတော့နိုင်ချေပုံများတယ်ပေါ့ဒါကတော့ကိုယ့်ရဲ့တစ်ဖက်သက်ခန်းစားချက်လည်းပါပေါ့ကျွန်တော်ရဲ့ရက်တီချက်ပေါ့အနေစလော့ဘက်ကပဲဘလို့ရက်တီပေးခြင်းတယ်ပေါ့ဒါပေမဲ့ကျွန်တော်တို့တိုင်းတာမန်တိုင်းရွေးလိုက်တော့ကျွန်တော်မန်ချက်စတာစီးတီးရပါဒါပေမဲ့လူကိုရွေးမယ်ဆိုတော့အနေစလော့ကတော့ပို့တော့ချသူ့ရဲ့ဒီကမစီလေးပေါ့ နော်ဂွာကြီးရတယ်တခါလေကြာရင်ဘောလုံးလောကရဲ့ခေတခေရဲ့အစပိုင်းကသူကအမြဲတမ်းဥဆောင်မှုဆိုတဲ့အတိုင်းပဲသူကတော့အစုံစမ်းတယ်ဒီနောက်တန်းဖူးဘက်ကစားသမားတွေ inverted ဝင်တဲ့ style ကလည်းသူပဲစားခဲ့တယ်တင်တိုင်းကြီးကလိုက်လို့ကြတယ်အခုဆိုလဲဒီ4141လို့ကစားကွက်မျိုးတွေနဲ့တည်ပြီးတော့ကစားသမားတွေကိုဒီ inverted ဝင်ခိုင်းတဲ့ပုံစံမျိုးတွေပြီးရင်ဟိုဖူးဘက်ကစားသမားတွေဟိုပြိုင်ဘက်ရဲ့အေရီးယာဘောက်ထိန်နာလောက်ထိကိုပို့ထားတာတွေအဲ့လိုမျိုးတွေလည်းတွေ့ရတယ်ဟုတ်ဒါကဂွာကြီးကကြတော့မကောင်းတော့မဟုတ်ဘူးဂွာကြီးကဒီပြိုင်ဘက်နီးပြတွေအားလုံးထဲမှာလက်ရှိနီးပြတွေအားလုံးထဲမှာသူ့အနေနဲ့ကနောက်ထပ်တာလုံးနဲ့တစ်ဆင့်မှာရှိတဲ့နီးပြပေါ့နော်ဒါပေမဲ့တချို့အရာတွေရရင်လည်းသူ့အနေနဲ့ကမလိုအပ်ပဲနဲ့သူ့ရဲ့လှုပ်ချင်စိတ်ကိုပဲသူကဦးစားပေးပြီးတော့လှုပ်တာတွေများတယ်ပေါ့နော်ဒါလည်းသူ့အပြစ်ပြောသွားပြီးပြောလို့မရဘူးပေါ့နော်သူဘယ်လောက်ထိလှုပ်ပြခဲ့တယ်ဆိုတာတွေကဒါတက်တည်တွေကအများကြီးရှိပြီးသားဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့ဆိုရင်ဒါအကိုတို့ဒီနေ့ရဲ့ဒီမန်စီးတီးနဲ့လီဗာပူးရဲ့ပွဲထွက်လာနိုင်တဲ့လူစင်းလေးအနည်းငယ်လေးပြောကြည့်အောင်ပေါ့နော်ဟုတ်ကဲ့ဒါအကိုတို့လီဗာပူးဘက်အရင်ပြောမှဆိုရင်ကိုသမားနေရာမှာတော့မာမာတက်စပီလီပဲထွက်လာမှာဖြစ်ပြီးတော့နောက်တန်းလေးရောက်တော့ဒါရီယယ်မက်ဒရစ်နဲ့ပွဲရလို့ပဲပွဲထွက်လာရင်တော့ပို့ပြီးတော့ပို့သဘောကျတယ် right back မှာဆိုရင် Bradley အလဲ CB နှစ်ယောက်ဆိုရင် Van Dijk ရဲ့ကိုနာတီရဲ့ရှိမယ် left back နေရာမှာတော့ Robo ပဲ73စီခြင်းတယ်ပေါ့နော်ဘာလို့လဲဆိုတော့ Carcass အနေနဲ့ကသူ့အနေနဲ့ aggressive ဖြစ်တာမှန်ပေမဲ့aggressive အရန် aggressive ဖြစ်လို့ရင်လည်းအတင်းရဲ့ဟန်ချက်ကယော့တယ်ပေါ့နော်သူ့ရဲ့နေရာလွတ်တွေကိုကြံတဲ့လူတွေကလိုက်ပြီးကာဝါလုပ်နေရတာဖြစ်တဲ့အတွက်လည်းတိတ်ပြီးတော့ဟိုပို့ပြီးတော့တင်ရမယ့်အပိုင်းလေးတွေရှိတဲ့အတွက် Robo ပဲပွဲထွက်နေရနေ30ခြင်းနဲ့ပြီးရင်ကွင်းလဲနေရာမှာဆိုရင်တော့ဒါအကိုတို့မနှစ်ကအရန်အားကောင်းခဲ့တဲ့ကွင်းနဲ့ try ဖြစ်တဲ့ Gravenberch ရဲ့ Manchester ရဲ့ Soboslai ပေါ့နော်ဒီ3ယောက်ပဲပွဲထွက်လာမယ်ဆိုရင်ဒါ Man City ရဲ့ကွင်းလေကောင်းကောင်းကြီးရှင်းနိုင်မယ်ကောင်းကောင်းကြီးလည်းဒုက္ခပေးနိုင်မယ်ပေါ့နော် Soboslai ဆိုရင်ဒါအစုံနှလုံးပါရောက်လောက်တဲ့အထိကိုညှင်းဝလောက်တဲ့အထိသူ့ရဲ့လောအားလုံးသူ့ရဲ့ war rate တပွင်းလုံးတိုက်စစ်ပဲဖြစ်ဖြစ်ကန်စစ်မှာပဲဖြစ်ဖြစ်သူရှိရယ်ပြီးတော့ဒီအကိုတို့တိုက်စစ်နေရာမှာဆိုရင်တော့ဆာလာကတော့ပါအောင်မှာဖြစ်တယ်ပြီးရင်စနာဖောနေရာမှာတော့ EDG ပါမှာဖြစ်ပြီးတော့လက်ဖွင့်မှဆိုရင်တော့ဒီပွဲမှာကိုရီကပ်ကိုသုံးမယ်လို့ထင်တယ်ပေါ့နော်ဆိုတော့ Man City အနေနဲ့ရောဘယ်လူစင်းနဲ့ပွဲထွက်လာနိုင်မယ်လို့ညီလေးထင်လဲပေါ့နော်ဟုတ်ကဲ့ Man City အနေနဲ့ကျွန်တော်ဒီအစ်စ်ခေါ်ရတဲ့
ကိုရမပေါ့နော် ဒွန်နာရမာ ဟုတ်ဒွန်နာရမာရှိမယ်ကျွန်တော် CB တွဲမှာဆိုရင်ကျွန်တော် Stone ရှိမယ်ပြီးရင်နောက်တစ်ယောက်က ဂျွန်စတုန်းတို့နောက်ရူဘင်ကြီးရဲ့တို့ဘာလို့နဲ့ပွဲထွက်လာနိုင် အဲ့ဒါလည်းရှိပါနော်ဟုတ်ကျွန်တော်ဒီဘက်ဟိုတောင်မတစ်ဖက်မှာတော့ရှိတယ်တောင်တစ်ဖက်မှာဆိုရင်ဟို New Neck ရဲ့ဟိုစီလီပေါ့နော်ဟိုစီလီရှိမယ်ဒါတော့သူတို့ခုနကကိုပြောတော့4-4နဲ့လာမယ်ခါကျတော့ဒါသူတို့ရဲ့နောက်တန်း4ပေါ့ဒီ1နဲ့မှာကျတော့နည်းနည်းသိမကောင်းတော့ကျွန်တော်ဒီ Rodri ကလုံးဝဘယ်လိုပြောမလဲဒါရနေရပေါ့အခုချိန်ကြီးလည်းပြန်မပေါ်လာသေးဘူးပေါ့အဲ့ဒါလည်းသူတို့ရဲ့ဒီ found ရဲ့အားနည်းချက်တစ်ခုလို့တော့ကျွန်တော်ထင်တယ်ပေါ့ဆိုတော့အဲ့ Quinlan ညမှာကျွန်တော်တို့ဒီ Colanda ပေါ့နော်အဲသူ့ကိုထည့်မယ်ဒါ4-1ပေါ့ဒီနေ့၄ယောက်ရှိဒီနေ့၄ယောက်မှာကျွန်တော်တို့ Doku ရယ် Savinho ရယ် Foden ရယ်ဒီအလဲမှာတယောက်ကကျွန်တော်တို့ Region တာပေါ့နော် Raisna ကိုသူတို့ဒီနံပါတ်6နေရာမှာသုံးမယ်ဆိုလဲသုံးလို့ရရပါတော့ဒါ Guardiola အနေနဲ့နံပါတ်6နေရာမှာကွန်ဆာလက်တို့ Raisna တို့ဘယ်လိုသုံးမလဲဆိုတာတစ်ချက်စောင့်ကြည့်ရမယ်ရှေ့မှာဆိုရင်လည်းဒါသူ့အနေနဲ့ရှေ့လေးရောက်တန်းမှာဆိုရင် Bernardo Silva တို့ဘာလို့လဲထည့်လို့ရသေးတယ်နော်ပြီးရင် Mamos တို့ဘာလို့လဲသူ့အနေနဲ့အရင်မှာပဲထောင်းမလားဒါမှမဟုတ်ဒီ platform မှာပဲပါလာအောင်မလားဆိုတာတစ်ချက်စောင့်ကြည့်အောင်မှာဖြစ်တယ်ထောင်းနေရတော့ တယောက်ပဲဒီဒီချက်တော့ဒီဟာလည်းပဲ ဟာလန်နေရလည်းလုံးဝစားထူလို့မရနိုင်ဘူးเนาะဆိုတော့ဒါအကိုတို့ဒါနှစ်တင်းလုံးရဲ့ပွဲထွက်နိုင်ရရှိတဲ့လူစင်းတွေရဲ့ပြီးတော့ဒီညီစင်းနဲ့ပိုင်းတွေရဲ့အကုန်လုံးကိုသုံးသက်ကြည့်တဲ့အခါမှာညီလေးနေနဲ့ဒီပွဲစဉ်မှာဘယ်လိုရလမျိုးထွက်ပေါ်လာမယ်လို့ထင်လဲပေါ့ဒီလိုဆိုရင်တော့ကျွန်တော် Messi တရားဒီ Dortmund 4-1နဲ့နိုင်တာပေါ့နော်ရှေ့ပွဲမှာဆိုတော့ဂိုးကတော့အများမှာပေါ့ဘာလို့ဆိုတော့ဒီတစ်ဖက်လီဗာပူးရဲ့ကိုရမာအပြောင်းလဲပေါ့နော်ဒီကိုရမာအလီဆန်မဟုတ်တဲ့ဟာကတကြောင်ပေါ့အဲကြောင့်ကျွန်တော်ဒီပေးကိုကတော့များမယ်ဒီဘက်ကလည်းတွင်းကိုများမယ်ဆိုတော့မက်ဆီအနိုင်ဘက်ကပြောရတော့အနိုင်နဲ့ပြောတော့ကျွန်တော်ရှေ့ကကျွန်တော်မန်ယူနဲ့နည်းနည်းဆင်ပေါ့3-1ပေါ့ဘာလို့ဆိုတော့ဒါကကိုယ့်ရဲ့ဟာလန်ရဲ့လောက်အားနှုံးရယ်ခုနဒီတစ်ဖက်လီဗာပူးရဲ့ကိုရမာရဲ့ပြီးတော့ကိုရီးယားမန်ချက်စတာညီကိုဖြစ်တယ်အဲ့တော့ဒီဘက်ကကောင်က3-1ဆိုဟိုဘက်ကလည်း3-1ပဲဆိုတော့ကို reset တူမယ်ပေါ့ဒါအကွက်ကိုယူဆတာပေါ့အခုအနေနဲ့ရောအခုအနေနဲ့ကတော့ကျွန်တော်ဒီအကိုတို့ကစားကွက်ပိုင်းဆိုင်ရာမှာရှင်းမယ်ဆိုရင် Guardiola ရဲ့ကစားကွက်ကိုက Arne Slot ကကောင်းကောင်းကြီး control လုပ်နိုင်တဲ့အပိုင်းမှာရှိတယ်ပြီးတော့ဒီ Liverpool ရဲ့ pressing နေရာဆိုရင်ဒါ Messi ရဲ့ဘောလုံးပေးဖို့လမ်းကြောင်းတွေကိုဒါတိချလေးပိတ်ဆို့ထားနိုင်မယ်ဆိုရင်ဒါမနှစ်တုန်းကလိုရလက်မျိုးလဲသွားနိုင်တယ်ဒီမန်စီးအနေနဲ့ကဒီအကိုတို့လီဗာပူးရဲ့ pressing အောက်မှာသူတို့အနေနဲ့အမှားတွေမလုံးဖြစ်ဖို့ပဲတခုအဲ့တစ်ချက်ပဲပေါ့နော်သူတို့အမှားလောက်တာနဲ့သူတို့ပေးဆက်ရမှာမနှစ်တုန်းကဒီလိုတစ်ချက်ဘောလုံးတစ်ချက်ပြတ်တာနဲ့အများကြီးပေးဆက်ရတယ်ပြီးတော့ဒါလီဗာပူးအနေနဲ့နောက်ဆုံး Real Madrid နဲ့ပွဲမှာကစားသွားခဲ့တဲ့ playing style ဆိုရင်လီဗာပူးဒီ ground pass နဲ့ဆော့တဲ့အတင်းတွေဆိုရင်တိတ်ပြီးတော့မကြောက်ဘူးပေါ့နော်ဘာလို့လဲဆိုတော့လီဗာပူးရဲ့ဒီ pressing lane တွေတိုင်းက ground ကနေသွားမယ်ဆိုရင်နေရာလို့မရှိအောင်လို့လိုက်ပိတ်နိုင်တယ်ပေါ့နော်သူတို့အားနေတာဒီအမြင့်ဘော cross ball တွေတုံးတဲ့အတင်းတွေနဲ့ဆိုရင်သူတို့အားနေတယ် second ball ပြန်ကောက်တာပဲဖြစ်ဖြစ် body ရှင်ပြီးတိုက်ပြီးတော့ပြိုင်ဘက်အတင်းကဘောလုံးဆွဲပြေးသွားတာပဲဖြစ်ဖြစ်ဒါဒီပွဲမှာဆိုရင်ဟာလန်တော့ထိန်းရမယ်ဟာလန်နေနဲ့ကအမြင့်ဘောလာတယ်သူ့အနေနဲ့ကကစားနိုင်တယ်ပေါ့နော်အဲ့ဒီအချိန်မှာကိုတို့လီဗာပူးအနေနဲ့ဟာလန်နဲ့အေးရဲ့ယူရဝင်ရအောင်ရှင်တိုက်မလားဒါမှမဟုတ်ရင်စကန်ဘောဝယ်ရအောင်လိုက်ကောက်နိုင်မလားဆိုတာလည်းပဲတစ်ချက်ကြည့်ရမယ်ကြည့်နေတာကတော့ formula ကတော့ Guardiola အနေနဲ့အမြင့်ဘောမသုံးဆိုရင်ဒီပွဲစဉ်မှာမန်စီးလုံးဝရလက်ကောင်းဖို့ကမရှိဘူးအကယ်၍အမြင့်ဘောသုံးခဲ့မယ်ဆိုရင်တော့ဒါသူ့အနေနဲ့ရလက်တစ်မျိုးတစ်ဖက်ပြောင်းလဲသွားနိုင်တယ်ပေါ့နော်ဒါကြောင့်အခုအမြင်ရဆိုရင် Guardiola ဒီပွဲမှာအမြင့်ဘောတွေမသုံးခဲ့ဘူးဆိုရင်လီဗာပူးကဒါ Real Madrid လိုအသင်းမျိုးclean sheet နဲ့နိုင်ခဲ့လို့မျိုးဒီ Man City ကိုလည်းမနှစ်တုန်းကနှစ်ကြော်လုံး clean sheet နဲ့နိုင်လို့ဒီပွဲမှာ clean sheet နဲ့နိုင်လို့ကန်လို့ရတယ်ပေါ့နော်ဟုတ်ဒါပေမဲ့ Guardiola အနေနဲ့အမြင့်ဘောတွေကအားပြုပြီးတော့ဒါအတင်းငယ်တွေလို့ပေါ့မရှက်တန်းအမြင့်ဘောတွေရဲ့အသားအားပြုပြီးတော့ကန်မယ်ကန်ပြီးနောက်ကတက်လာတဲ့ကစားသမားတွေချိတ်ပြီးပြေးပြီးတော့ကောင်းတာအတက်တွေနဲ့ဒါစော့မယ်ဆိုရင်တော့မန်စီးတီးလည်းရလက်ကောင်းနိုင်ကြီးတော့ရှိတယ်ပေါ့နော်အဆုံးတက်ပြီးအနှိမ့်ချော့မယ်ဆိုရင်ဒါအခုအနေနဲ့ဒီပွဲစဉ်မှာဆိုရင်နှစ်သိန်းပေါင်းဂိုးတွေကအဲ့လောက်ကြီးများမယ်လို့တော့မထင်ဘူးပေါ့နော်
လီဗာပူးကလည်းဒါရှေ့ပွဲစဉ်တွေမှာဆိုရင်သူတို့ပေးလိုက်ရတဲ့အမားတွေကဆိုရင်တစ်ချက်ဘောလုံးပြတ်သွားပြီးတစ်ချက်ဘောလုံးဆုံးရှုံးမိတာနဲ့နောက်က speed တွေမထိန်းနိုင်လို့ပေးလိုက်ရတာဖြစ်တယ်ဒီအမားတွေကိုဒီအာနီဆော့အနေနဲ့ကလူဟောင်းနေနဲ့ပြန်လဲပြီးတော့တိဆောက်ပြီးတော့ခံစစ်ကြစ်လင်းမှုရအောင်ပုံဖော်ထားနိုင်ခဲ့တဲ့အတွက်ဒီမန်စီးနီးနဲ့ပွဲစဉ်မှာဆိုရင်လည်းသူ့အနေနဲ့မျိုးအကောင်းဆုံးလှုပ်ဆောင်လာနိုင်ခဲ့မယ်လို့ထင်တယ်ပေါ့နော် ဟုတ်ကဲ့ဟုတ် ပြီးတော့လီဗာပူးရဲ့တိုက်စစ်ကလည်း chance နေတာများပေမဲ့အဆုံးသက်ပိုင်းရတော့အရင်ပြီးတော့အားရစရာတော့မရှိသေးဘူးပေါ့နော်။ဒါကြောင့်အခုအနေနဲ့ဒီပွဲစဉ်ကတော့သွင်းကိုများမယ်လို့တော့မထင်ဘူး။ဘယ်လောက်သွားနိုင်လဲဆိုရင်1-1ဒါမှမဟုတ်ရင်လည်းလီဗာပူးက0-1နဲ့နိုင်တာပဲဖြစ်ဖြစ် ကိုဒီဖန်လေး အဲ့ ပေါ့ လိုမျိုး goal difference ကတော့နည်းမယ်ပေါ့ နေ နော် မယ်ဟုတ် 1-1 1-2 0-1အဲ့လောက်ပဲသွားမယ်လို့တော့ထင်တယ်ပေါ့နော် ဟုတ်ကဲ့ ။ဟုတ်အဆုံးထိကြည့်ရှုပေးကြတဲ့အတွက်အားလုံးကို ကျေးဇူးတင်ပါတယ် တင်ပါတယ်ခင်ဗျာ